coffee ဆိုင်ရောက်ပြီးတော့တွားလာရမှာရှက်လို့ပုံတပုံမှမရိုက်ခဲ့ဘူးဒီကနေ့အဲ့လိုလူစုတွေအတွက် coffee ဆိုင်ရောက်ရင်ထိုင်ခုံမှာပဲထိုင်ပြီးတော့ပုံလှလှလေးထွက်လို့ရတဲ့ tips လေး let's go ပထမဦးဆုံးလူကြီးတက်ပုံရိုက်တယ်လို့ထိုင်ခုံကိုအရှိတက်တက်လှည့်ပြီးတော့ထိုင်လို့မရအောင်ပေါင်တုတ်တာမကခြေတောက်လဲတိုတယ်ထိုင်ခုံကိုအပြင်45ဒီဂရီလှည့်လိုက်ထိုင်တာကလည်းအထဲထိမထိုင်နဲ့အရှိနည်းနည်းလေးထိတ်သားလေးထိုင်ရပြီခြေထောက်ကိုလည်းကွေးမထားနဲ့အရှိကိုဆက်နိုင်တဲ့လောက်ဆက်ရမယ်ခြေဖြားကိုထောက်ထားအကယ်၍ခြေထောက်ချိတ်ချင်တယ်ဆိုရင်လည်းတကယ်တော့မတင်ထားနဲ့ခြေထောက်တစ်ဖက်ကိုမြောက်ပြီးတော့နောက်တစ်ဖက်ပေါ်မှာနည်းနည်းဟန်ဆောင်နဲ့တင်ထားလိုက်ဆိုရတယ်ပြီးရင်ခါမမတ်နေပြီးတော့စာရိုက်လို့ရပြီ Okay ကြားရမှာကြတော့လေလွယ်လေးကင်မရာမန်ကမတ်တက်ရက်ပြီးတော့ခေါင်းကိုအပေါ်မြင်းချောင်းပေါ်မှာထိုင်ရပြီခုနပြောတဲ့အချက်လေးကိုတတိထားပြီးတော့ post လေးကိုပြပေါ်မထွက်ရင်ခေမောင်ဝင်းကိုဖုန်းဆက်လိုက်ကြည့်ပြီလားကောင်းရွေး